လူတယောက်ကဘယ်လောက်ထိနက်နက်နဲနဲချစ်နိုင်မယ်လို့ထင်လဲတကယ်လို့ကိုချစ်ရတဲ့သူအတွက်သူ့ရဲ့အပြစ်ကိုကာကွယ်ပေးဖို့အတွက်ကိုဘွားတစ်ခုလုံးပေးဆက်ရမယ်ကိုယ့်ရဲ့တည်ရှိမှုတစ်ခုလုံးကိုဖြတ်စည်းပြရမယ်ဆိုရင်ကိုလုံနိုင်ကြမယ်လို့ထင်လားဒီနေ့ပြောပြမယ်ဇလန်းလေးတဲ့ကဇက်ကောင်ကတော့သူ့ရဲ့ဘွားတစ်ခုလုံးပေးဆက်ပြီးတော့မလုံတဲ့နာတွေကိုလှုပ်ပြီးတော့သူချစ်ရတဲ့သူကိုကာကွယ်ပေးသွားတယ်နောက်တစ်ခုကလူတယောက်ကသူဘလောက်တော်တော်ပေါ့နော်သူ့ရဲ့ဖြစ်တည်မှုကိုအတိမတ်မပြုတ်တဲ့ပတ်ဝန်းကျင်မှာနေရတဲ့ခါကြလို့ရှင်ဘယ်လောက်ထိစိတ်တက်ကြစရာတွေနဲ့ကြုံလာလဲဆိုတာကိုဒီဇလန်းလေးထဲမှာသိရမှာဖြစ်တယ်ဒီဇလန်းလေးကိုအဆုံးထိသာနားထောင်ပေးသွားဖို့တောင်းဆိုချင်ပါတယ်နောက်ဆုံးမှာဆိုလို့ရှိရင်တွေးစရာတွေအများကြီးရစေမယ်ဒီကဏ္ဍဝင်ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်ပေါ့နော်မင်္ဂလာပါ Tea Leaf Talk Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ့်ဇလန်းလေးအကြောင်းကတော့ဒီတရက်ခံအိတ်စီဆွန့်လွတ်နစ်နာခံမှုလို့မြန်မာလိုစီလျောင်ဘာသာပြန်ထားတဲ့ဒီ mystery စုံတောက်ဝတ္ထုလေးဖြစ်ပါတယ်သူ့ရဲ့စာရေးဆရာကတော့ဂျပန်နာမည်ကြီးစာရေးဆရာဟီဂါရှိနိုကေဂိုလို့ခေါ်ပါတယ်ဒီဝတ္ထုလေးဇလန်းလေးအကြောင်းကိုမပြောခင်မှာဒီဟီဂါရှိနိုကေဂိုရဲ့ရေးပုံရေးနည်းနဲ့သူ့ရဲ့အကြောင်းလေးကိုနည်းနည်းလေးပြောပြချင်ပါတယ်ဒီဟီဂါရှိနိုကေဂိုကတော့ဒီဂျပန်စာပေလောကမှာနေမကဘဲနဲ့ဒီနိုင်ငံတကာစာပေလောကမှာပါဒီနာမည်ကြီးတဲ့ဒီ mystery ဝတ္ထုတွေကိုအဓိကရေးတဲ့နာမည်ကြီးစာရေးဆရာတယောက်ဖြစ်ပါတယ်သူရေးတဲ့ပုံစံကသူများတွေနဲ့မတူဘူးပေါ့နော်ဒီပုံမှန်ဆိုလို့ရှိရင်ရှာလော့ခုံးတို့စာပလင်းနှင်းမောင်တို့ဆိုလို့ရှိရင်ဒီဇက်လိုက်ကအမှုကိုလိုက်တယ်နောက်ဆုံးမှာဒီအမှုရဲ့တရားခံကိုသိရတယ်ပေါ့နော်ဒီဟီဂါရှိနိုကေဂိုကကြတော့သူကဇက်ရဲ့တဝက်လောက်ဖြစ်ဖြစ်ဇက်ရဲ့အစပိုင်းလောက်မှာဖြစ်ဖြစ်ဒီတရားခံဘယ်သူလဲဆိုတာကိုတတ်တဲ့လူသက်သမားကစာဖတ်သူကသိနေပြီပေါ့နော်ဒါပေမဲ့သူ့ရဲ့ဘာကြောင့်တက်ရတယ်ဆိုတဲ့အကြောင်းနဲ့သူတက်တဲ့အကြောင်းကိုတက်သေးပြတာဘယ်လိုမျိုးဒီလူကတက်တဲ့ဟာဟုတ်ပါတယ်ဆိုတာကိုဘယ်လိုမျိုးတက်သေးပြလဲဒီအကြောင်းအရာကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ပြီးတော့သူကဒီ psychology လူတွေရဲ့အကြောင်းနေနောက်ဆုံးမှာသူ့ဝတ္ထုကိုဖတ်လိုက်လို့ရှင်တွေးစရာတစ်ခုကကြံအောင်ကြံနေခဲ့တယ်အဲ့လိုမျိုးအမြဲထည့်ထားတယ်ပေါ့နော်ဒီစုံတောက်ဝတ္ထုဒီ mystery ပုံစံမျိုးဖြစ်ပေမဲ့လူတွေကိုတွေးစရာလဲပေးတယ်ဒီပညာပေးတာတွေလည်းပါတယ်တော်တော်လေးကိုမှတော်တဲ့စာရေးဆရာလို့ပြောချင်ပါတယ်ပေါ့နော်သူစာအုပ်ကိုဖတ်ပြီးရဲ့အချိန်မှာတအုပ်ဖတ်ပြီးရတယ်လုံးဝသူ့ရဲ့ fan ဖြစ်သွားတာပေါ့နော်ဒီနေရာမှာဒီခီကာရှိနိုကေကိုရဲ့ဒီစာအုပ်ကလေးအကြောင်းလည်းနည်းနည်းပြောချင်ပါတယ်ဒီသူ့မှာကစာအုပ်တွေအများကြီးရှိပေမဲ့ဒီခိုက series နဲ့ Galileo series ဆိုပြီးတော့နှစ်ခုထုတ်ထားတာလည်းရှိတယ်ပေါ့နော်ဒီခိုက series ကကြတော့ခိုကဆိုတဲ့ဒီရဲရာရှိကသူကအမှုတွေကိုလိုက်တဲ့ပုံစံမျိုးနဲ့သွားထားတယ်ဒီခိုက series မှာကခိုကကအမြဲအမှုလိုက်တဲ့သူပေါ့နော် Galileo series မှာကြတော့ဒီယူကာဝါလို့ခေါ်တဲ့ယူပဗေဒပညာရှင်ကဒီအမှုတွေကိုသူကလိုက်ဖြည့်ရှင်တဲ့ပုံစံမျိုးနဲ့ရေးထားတယ်ပေါ့နော်ဒီနေ့ပြောမဲ့ဒီတရက်ခံ X ရဲ့အနည်းနာခံမှုဝတ္ထုကတော့ဒီယူကာဝါဒီယူပဗေဒပညာရှင်ကတရက်ခံကိုလိုက်ရှာတဲ့ပုံစံမျိုးနဲ့ရေးထားတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်အဲ့တော့ဒီဇလန်းလေးအကြောင်းကိုသွားလိုက်ကြမယ်ဒီဇလန်းလေးကဘယ်လိုမျိုးစတင်ထားလဲဆိုတော့ဒီသားမီးနှစ်ယောက်ပေါ့နော်ဟာနာအိုကယာစကိုနဲ့ဟာနာအိုကမီဆာတိုဆိုတဲ့သားမီးနှစ်ယောက်ပေါ့နော်ဒီယာစုကိုကအမေမီဆာတိုကသမီးပေါ့နော်ဒီယာစုကိုကအသက်39နှစ်နဲ့သူကအရင်တုန်းကဒီခင်းရှိကျော်မှာ hostess အပျော်မယ်မြန်မာလိုဘာသာပြန်ရမယ်ဆိုတော့ပျော်မယ်လို့အလွယ်ဘာသာပြန်လိုက်မယ်ပေါ့နော်လှုပ်ဖူးတဲ့သူတယောက်ပေါ့နော်ဒီ hostess ဆိုတာဂျပန်မှာဘယ်လိုမျိုးလဲဆိုတော့ဒီဘ ഹു တုတအနေနဲ့ပြောပြရမယ်ဆိုရင်သူတို့ကဒီလူတွေနဲ့အရက်တောက်တယ်ပေါ့နော်သူစီကိုလာတဲ့ customer တွေနဲ့အရက်တောက်တယ်စကားပြောပေးတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ဟိုအိယာဘောကကိစ္စတွေတော့မပါဘူးဒါပေမဲ့နောက်မှကိုယ့်အကိုအချိတ်ဆက်မိပြီးတော့အပြင်မှာတတ်ချင်းနဲ့အိယာဘောကိစ္စတွေပါလာနိုင်တာမျိုးတွေလည်းရှိတာပေါ့နော်ဒါပေမဲ့ဆိုင်ရဲ့ rule ရဆိုလို့ရှင်တော့အဲ့ဒါမျိုးတွေလုပ်ခွင့်မရှိဘူးအရက်တောက်ခွင့်စကားပြောခွင့်မရှိတဲ့ပုံစံမျိုးပေါ့နော်ဒီယာစုကိုကသူကအရင်တော့ဒီလှုပ်ဖူးတယ်သူတယောက်ဖြစ်တယ်နောက်ပိုင်းမှာတော့သူကအေးဆေးဆေးပဲနေတော့မယ်ဆိုပြီးတော့သူကဒီအလုပ်ကနေအနားယူပြီးတော့ထမင်းဘူးဆိုင်လေးဖွင့်ထားတယ်ပေါ့နော်သူကဒီထမင်းဘူးဆိုင်မှာလည်းမန်နေဂျာအနေနဲ့အလုပ်လုပ်နေတယ်ဒီဂျပန်ထမင်းဘူးလေးတွေရောင်းတာပေါ့နော်ပြီးတော့သူက hostess ဆိုတဲ့အတိုင်းပဲအရန်ဟိုမှာရုပ်ကချောမောတယ်ပေါ့နော်အရန်ချောတဲ့အတွက်သူ့ရဲ့ထမင်းဘူးဆိုင်မှာဆိုလည်းအများယောက်ျားတွေနဲ့စီကားနေတတ်တယ်ပေါ့နော်သူကအရန်ချောတဲ့အတွက်customer တွေထဲမှာယောက်ျားတွေများတယ်အရန်လဲအားပေးကြတယ်သူထမင်းဘူးဆိုင်ရောင်းရတဲ့အထင်မှာပါတယ်ပေါ့နော်
ယာစကိုမာကအရင်တုန်းကအိမ်ထောင်ကွဲထားတဲ့ယောက်ျားတစ်ယောက်ရှိတယ်။သူ့နာမည်ကတိုးကားရှီရှင်းဂျီလို့ခေါ်တယ်ပေါ့နော်။ဒီတိုးကားရှီရှင်းဂျီကအရန်ကောင်းတဲ့ယောက်ျားတစ်ယောက်တော့မဟုတ်ဘူး။သူကတော်တော်လေးကိုဆိုးတဲ့ထဲမှာပါတယ်။အကြွေးတွေပတ်လည်ဝိုင်းနေပြီးတော့အိမ်ထောင်ပေါ်မှာလည်းတာဝန်မကျေဘူး။ဒါကြောင့်မို့လို့ပဲယာစကိုကလည်းဒီတိုးကားရှီရှင်းဂျီနဲ့အဆက်အသွယ်မလုပ်ဘဲနဲ့ဒီမှာလာပြီးတော့ထမင်းဘူးဆိုင်လေးဖွင့်ရင်းနဲ့ဇက်မြုပ်နေတဲ့ပုံစံမျိုးပေါ့နော်။ဒီသူ့ရဲ့သမီးလေးမီဆာတိုဝါဆိုလို့ရှိရင်လည်းဒီတိုးကားရှီရှင်းဂျီနဲ့ရထားတဲ့သူသမီးလေးမဟုတ်ဘူးပေါ့နော်ဒါကအရင်ယောက်ျားနဲ့ရထားတာဖြစ်တယ်ဒါပေမဲ့တနေ့မှာဒီတိုးကားရှီရှင်းဂျီကဒီယာစကိုရဲ့နေတဲ့နေရာကိုသူကတိသွားတယ်ပေါ့နော်ဒီထမင်းဘူးဆိုင်ဖွင့်ထားတာကိုသူ့ရဲ့အိမ်လေးစာကိုတိသွားပြီးတော့ဒီရုတ်တရက်ဒီယာစကိုရဲ့အိမ်ကိုရောက်ရှိလာတယ်အတင်းမဲ့သူကဒီအခန်းထဲကိုဝင်ပြီးတော့ငါတို့ပြန်ပြီးတော့ရှေ့ဆက်ကြမယ်ငါတို့ပြန်တွဲကြမယ်ပေါ့ငါကောင်းကောင်းမွန်မွန်နေပါမယ်ဘာညာဆိုပြီးတော့ဒီရန်ကားတဲ့အပြုတ်မှုတွေလာလုပ်ခဲ့တယ်ဒီယာစကိုကလည်းဒီကောင်ပေါ့နော်ယောက်ျားတစ်ယောက်ဆိုတော့ तू ကနှင်ထုတ်လို့လည်းမရအခန်းထဲကနေကန်ထုတ်လို့လည်းမရပေါ့နော်အဲ့လိုဖြစ်နေတယ်ဒီအချိန်မှာသူ့ရဲ့သမီးလေးမီဆာတူကလည်းပြန်လာတယ်ဒီမီဆာတူကလည်းဒီကောင်ကို तू ကကြည်ရဲသူမဟုတ်ဘူးကောင်းတဲ့သူလည်းမဟုတ်တဲ့အတွက် तू ကမကြည့်ဘူးပေါ့နော်ရောက်လာခြင်းနဲ့ကဘာစကားမှမပြောဘဲနဲ့သူ့အခန်းထဲ तू ဝင်သွားပြီးအထဲမှာကြောင်းကပြန်လာတာဆိုအင်ကြီးပါလဲနေတာပေါ့နော်ဒီယာစကိုကလည်းဒီကောင်လာတယ်ဆိုတာဒါပတ်စံလိုချင်လို့လာတာဆိုတာသိတဲ့အတွက်သူရန်2000ထုတ်ပေးတယ်ရောပေါ့နေလိုချင်တဲ့ပတ်စံနေငါတို့လာမနှောက်ရှက်နဲ့သွားတော့ဘာညာဆိုပြီးပြောဒီတိုးကားရှီရှင်းကြီးကလည်းသူပတ်စံကိုမြင်လိုက်တဲ့အချိန်မှာပတ်စံကိုယူပြီးတော့ထွက်သွားတော့မယ်ပေါ့ထွက်သွားတော့မယ်နောက်မှပြန်လာခဲ့မယ်ဘာညာပြောပြီးတော့ဒီမီဆာတိုဒီကောင်မလေးအင်ကြီးလဲနေတဲ့အခန်းတကားကိုရုတ်တရက်ကြီးသူဖွင့်ချပလိုက်တဲ့အချိန်မှာကောင်မလေးကလန့်သွားပြီးတော့ပေါ့နော်သူကအင်ကြီးလဲတန်းလိုင်းဖြစ်နေရောလန့်သွားတာပေါ့နော်လန့်သွားပြီးတော့ဘာဖြစ်လဲပေါ့ဒါအဖေလာတာပဲအဖေကြည့်ရပဲဘာဖြစ်လဲဆိုတဲ့ပုံစံမျိုးနဲ့ तू ကဒီရန်ကားတဲ့ပုံစံကြီးလှုပ်တယ်ပေါ့နော်လှုပ်တဲ့ခါကျတော့အဲ့လိုလှုပ်ပြီးတဲ့အချိန်မှာ तू ကပြန်တော့မယ်ဆိုပြီးတော့ तू ကအပေါက်ဝါကိုထွက်သွားတယ်ပေါ့နော်ဒီကောင်မလေးကတော့မကျေနပ်ဘူးမကျေနပ်တဲ့ခါကျတော့ तू ပေါက်ဝါမှာဖက်နှက်စီးနေတဲ့အချိန်မှာကောင်မလေးကနောက်ကနေဒီဖန်လုံးနဲ့ပေါ့နော်ခေါင်းကိုရိုက်တယ်ဝင်ရိုက်တယ်ပေါ့နော်ရိုက်တဲ့အချိန်မှာတော့နည်းနည်းချော်ထွက်သွားတော့ထိသွားပေမဲ့ခဏပဲသတိမေ့သွားလို့ဖြစ်ပြီးတော့ချက်ချင်းပြန်ထလာပြီးတော့ငါ့ကိုဒီလိုလုံးဝလားဆိုပြီးဒီကောင်မလေးကိုဒီမီဆာတိုပေါ့ခြေထောက်တွေနဲ့ကန်ကြလုံးဝနှိပ်စက်တဲ့ပုံစံမျိုးပေါ့သူ့မိကလည်းဝင်တားပေမဲ့မိန်းမနဲ့ယောက်ျားနဲ့အားမမျှတော့တားလို့မရဘူးပေါ့နော်နောက်ဆုံးကျတော့ဒီသားမီးမြောက်ပေါ့နော်ဒီကောင်ကိုဝိုင်းချတယ်လို့ဖြစ်ပြီးတော့သူ့အမေကဒီအပူပေးတဲ့ဆောင်ပေါ့နော်ဆောင်ရဲ့ပလက်ပေါက်ကျိုးနဲ့ဒီလေဘင်းကိုပတ်ပြီးတော့ပေါ့နော်သူကလေဘင်းညှစ်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဒီကောင်ကယုံတဲ့အချိန်မှာလဲသူ့ရဲ့လက်တွေကိုသူ့သမီးကချုပ်ထားလိုက်တယ်ပေါ့နော်ဒီမီဆာသူကချုပ်ထားလိုက်တယ်ယာစကိုကကြာလေဘင်းညှစ်တယ်ဒီချိန်မှာပဲအဲ့လိုမျိုးလုံနေရင်းနဲ့ပဲဒီတိုးကရှီရှင်းကြီးကတေဆုံးသွားတယ်ပေါ့နော်တေဆုံးသွားတဲ့အချိန်မှာသူတို့လည်းဒါကရည်ရွယ်ပြီးတတ်တာမဟုတ်ဘူးရုတ်တရက်ကြီးဖြစ်သွားတဲ့အရန်ကိုလန့်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲသူတို့ရဲ့ဘေးခန်းမှာနေတဲ့ယောက်ျားတစ်ယောက်ရှိတယ်။သူ့နာမည်ကအီရှီဂါမီလို့ခေါ်တယ်။သူကအရန်ကိုညံကောင်းတဲ့သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ကျောင်းမှာသင်္ချာကျောင်းသားတွေကိုသင်္ချာသင်ပေးနေတဲ့ဆရာတစ်ယောက်ဖြစ်တယ်ပေါ့နော်။ဒီအီရှီဂါမီကသူဘေးခန်းအတန်နေကြားတဲ့အတွက်သူကအခန်းထဲကနေထွက်လာတာပေါ့နော်ဒီဂျပန်ရဲ့အိမ်ကြီးကအပါတ်မန့်ဆိုလို့ရှိရင်တစ်သားတွေနဲ့စောက်တာဖြစ်တဲ့အတွက်ဘေးကန်းအတန်တွေကကြားနေရတတ်တယ်ပေါ့နော်အဲ့တော့ तू ကထွက်လာပြီးတော့ तू ကဒီသူတို့ရဲ့အခန်းတကားကိုဘဲတီးရယာစကိုတို့ရဲ့အိမ်ကိုဘဲတီးလိုက်တယ်ပေါ့နော်အစင်ပြေရဲ့လားအတန်နေကြားလို့ပေါ့နော်ဒီချိန်မှာယာစကိုကလည်း तू ကလန့်အရန်ကိုလန့်သွားတာပေါ့နော်လန့်ဖြက်နေဖြစ်ပြီးတော့သူကတကားသွားဖွင့်ပေးလိုက်တယ်ပြီးပြီးတော့ဘာမှမဖြစ်တဲ့ပုံစံနဲ့ဒါသမီးလေးနဲ့2ယောက်ဒီပိုးဟတ်လိုက်တက်နေတာပါပေါ့ပိုးဟတ်ကအရန်တောင်းကျမ်းနဲ့မိန်းကလေး2ယောက်ပဲနေတော့အရန်ကိုစူညံဝါလာရှင်တောင်းမှန်ပါတယ်နော်ဘာညာနဲ့ဒီအီရှီဂါမီကမေးလိုက်တယ်ပိုးဟတ်ကောတည်သွားပြီလားတဲ့ဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာသူကတည်သွားပါပြီစင်ပြေသွားပါပြီပေါ့ sorry ပါနော်တောင်းမှန်ပါတယ်ပေါ့အရန်စူညံသွားတယ်ဘာညာဆိုပြီးတော့အခန်းတကားကိုပြန်ပိတ်လိုက်တယ်ပြန်ပိတ်လိုက်ပြီး तू ကတော့အရန်ကိုလန့်နေရပါတော့ तू လူတက်လိုက်တာတိမှာဆိုလို့ဒါပေမဲ့အီရှီဂါမီက तू မပြန်သေးပဲနဲ့အခန်းတကားဝမှာရက်နေပြီးတော့ तू ကဟိုဘက်ခန်းချမ်းကနေမှသူပြောလိုက်တယ်တေဝါတာပိုးဟတ်မဟုတ်ဘူးမလားတဲ့ဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်အီရှီဂါမီကအရန်ညံကောင်းတဲ့သူဖြစ်တဲ့အတွက်ဒီလောက်ဆိုရင် तू ဘာဖြစ်တယ်ဆိုတာကို तू ရိပ်မိနေပြီပေါ့နော်အဲ့ချိန်မှာပဲယာစကိုကလည်းအရန်ပဲလန့်သွားခဲ့တယ်ပေါ့နော်ပြီးတော့သူတို့ဒီအီရှီဂါမီကိုသူတို့ခန်းထဲကိုပေးဝင်လိုက်တယ်
အဲ့ဒီရဲ့နောက်နေ့မှာပဲရဲတွေကလူသေလောင်းတစ်လောင်းကိုမြေကမ်းနားတစ်ဘေးမှာတွေ့လိုက်ရတယ်။ဒီလူသေလောင်းကဘလို့ပုံစံမျိုးလဲဆိုတော့သူကကိုလုံးတီးနဲ့ဝတ်တွေကုန်ချွတ်ခံထားရပြီးတော့ဒီလက်နဲ့ခြေထောက်တွေကိုမီးနဲ့မြှိုက်ထားတယ်လုံးဝမီးကျွမ်းနေတယ်။ပြောရမယ်ဆိုတော့လက်ပွေရာတွေခြေပွေရာတွေမတွေ့ရအောင်ပေါ့နော်လှုပ်ထားတဲ့ပုံစံမျိုးဖြစ်တယ်။ပြီးတော့မျက်နှာကိုလည်းဂဲလုံးနဲ့ထုထားသလိုမျိုးကြေမွနေပြီးတော့ဘသူဘဝမှန်းမသိနိုင်ဘူးပေါ့နော်။အဲ့လိုမျိုးဖြစ်နေတယ်။ဒါပေမဲ့သူ့ရဲ့အနီးနားမှာလည်းစက်ဘီးတစ်စီးကိုလဲနေတာမျိုးတွေ့ရတယ်ပေါ့နော်။အဲ့တော့ရဲတွေကစစ်လိုက်တဲ့အချိန်မှာဒီစက်ဘီးပေါ်မှာဒီလက်ပွေရာတွေ့တယ်။ပြီးတော့ဒီသူ့ရဲ့နောက်ကြောင်းတွေဘာတွေကိုစုံစမ်းလိုက်တဲ့အချိန်မှာဒီဟိုတယ်တစ်ခုပေါ့နော်။ဟိုတယ်တစ်ခုမှာလည်းဒီလူနဲ့တူတဲ့လက်ပွေရာတွေကိုသွားတွေ့တယ်။အဲ့ဒါနဲ့ဒီဟိုတယ်ကိုတည်းတဲ့သူကဘယ်သူလဲဆိုတာစုံစမ်းလိုက်တဲ့အချိန်မှာတိုးကားရှည်ရှင်းကြည့်ပဲဆိုတာကိုသူတို့သိသွားပြီပေါ့နော်။ဒီဖြစ်ပျက်တွေဖြစ်တဲ့ဒီလူသေလောင်းကိုတွေ့တဲ့ရက်က12လပိုင်း2ရက်နေ့ဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီတိုးကားရှည်ရှင်းကြည်နဲ့ဒီပတ်သက်ဆက်နွယ်တဲ့သူတွေကိုလိုက်ရှာကြည့်တဲ့အချိန်မှာသူတို့ကဒီရာစုကိုသူတို့ကတန်တရားရှိတယ်။ဘာဖြစ်လို့ရာစုကိုတန်တရားရှိရလဲဆိုတော့ဒီ2ရက်နေ့မတိုင်ခင်ဒီအရှိရက်တွေမှာပေါ့နော်ရက်နေငယ်လောက်မှာဒီရာစုကိုလုံနေတဲ့အရင်တော့လှုပ်ခဲ့တဲ့ဒီအပျော်မယ်ပေါ့နော်အပျော်မယ်ဆိုင်ကိုဒီတိုးကားရှည်ရှင်းကြီးအလာသွားပြီးတော့ဒီရာစုကိုရဲ့ဒီအခုလက်ရှိထမင်းဘူးဆိုင်နဲ့အိမ်လိပ်စာကိုမေးသွားတယ်ဆိုတာကိုရဲတွေကသွားတွေ့တယ်။သွားတွေ့တော့ဒီရာစုကိုသူတို့တန်တရားဝင်တဲ့အတွက်ရာစုကိုရှိကိုသူတို့ကဒီရဲ2ယောက်ကသွားခဲ့ရဲမိနဲ့ရဲသားနဲ့ပေါ့နော်သူတို့2ယောက်ကဒီစုံတောင်း2ယောက်ပေါ့နော်သွားပြီးတော့မေးမြန်းတာတွေလုပ်တယ်ပေါ့နော်ဒီ12လပိုင်း2ရက်နေ့တုန်းကဒီတိုးကားရှည်ရှင်းကြီးကအိမ်ကိုလာတာတွေဘာတွေများရှိလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်12လပိုင်း2ရက်နေ့တုန်းကဘယ်တွေသွားနေလဲပေါ့အလီပိုင်းပေါ့နော်အဲ့ဒါတွေကိုမေးတော့ဒီ Yasco ကပြောလိုက်တယ်ဒီ12လပိုင်း2ရက်နေ့မှာသူနဲ့သူသမီးလေးနဲ့ကရုပ်ရှင်သွားကြည့်ပြီးတော့ကာရာအိုကေဆိုတယ်ပြီးတော့ဒါမန်စားတယ်ပေါ့နော်ဒါမန်ခောက်ဆွဲစားတယ်သူတို့ကဒါကြီးလုံနေတာပါဆိုတဲ့အတွက်ဒါသူတို့ဒီဆိုင်နေမှာတော့ပြန်ကြည့်တဲ့အခါမှာတကယ်တမ်းလဲသူတို့လာတယ်ဒီရုပ်ရှင်လဲကြည့်နေတယ်ဆိုတာကိုကြည့်ခဲ့တယ်ဆိုတာကိုပို့ပြီးတော့သိတာတယ်ပေါ့နော်သိတာတဲ့အခါကျသူတို့မှာအလီပိုင်ရှိနေတော့ဒီတိုးကရှည်ရှင်းကြည့်သေးတာနဲ့သူတို့ကလုံးဝမပတ်သက်သလိုမျိုးဖြစ်နေတယ်ပေါ့နော်မပတ်သက်လို့မဖြစ်နေတော့သူတို့ကလည်းဒါဆိုတော့သူတို့မဖြစ်နိုင်ဒီ Yasco တတာမဖြစ်နိုင်ဘူးဆိုပြီးတော့သူတို့ကပြန်မယ်လုပ်တယ်ပေါ့နော်အဲ့ပြန်တဲ့အချိန်မှာပဲဒီတေကားမှာခုနကအီရှီကာမီဘေးအိမ်ကတင်ချာစရာနဲ့သွားတွေ့တယ်သွားတွေ့တော့သူတို့ကတင်ချာဆရာကိုလည်းမေးလိုက်သေးတယ်12လပိုင်း2ရက်နေ့တုန်းကဒီဘေးရင်ကနေအတန်နေပါများကြားမိသေးလားဘာညာပေါ့နော်အဲ့လိုသူကတစ်ချက်လမ်းမှာဒီတိုင်းမေးတဲ့ပုံစံမျိုးနဲ့ပဲမေးလိုက်တော့မကြားမိပါဘူးပေါ့ဘာမှမကြားမိပါဘူးဒီသူ9နာရီလောက်ပြန်ရောက်တာပေါ့ဘာတမ်းမှမကြားပါဘူးဆိုပြီးတော့အဲ့လိုမျိုးပြောလိုက်တယ်ပေါ့နော်ဒီရဲတွေပြန်သွားတဲ့အချိန်မှာပဲအီရှီကာမီကသူ့ရဲ့အခန်းကနေထွက်ပြီးတော့ဒီဖုန်းယုံပေါ့နော်လမ်းမေးဖုန်းယုံကနေ Yasco ရှိကိုဖုန်းဆက်တယ်ဖုန်းဆက်ပြီးရဲတွေလာသွားလားအဆင်ပြေလားပေါ့လုံးဝကြောက်စရာမလိုပုံမှန်တိုင်းဒီ2ရက်နေတုန်းကလုတ်ခဲ့တဲ့အကြောင်းအရာတွေကိုအမှန်တိုင်းပြောရုံပဲဒါမဲ့ဒီရုပ်ရှင်လက်မှတ်ကိုတော့အန်ဆွဲတွေပိုင်းထဲမှာတိမ့်မထားပဲနဲ့ဒီပန်းဖက်လက်ထဲကိုထည့်ထားလိုက်ပါဆိုပြီးတော့သူ့ညွှန်ကြားတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီအီရှီကာမီကဒီလူတက်မှုကိုသူအလောင်းဖြောက်ပေးလိုက်တယ်ဒါပေမဲ့သူကညံကောင်းတဲ့သူဆိုတော့ဒီသားမီးမြောက်ကိုသူကညွှန်ကြားပြီးတော့ပေါ့နော်ပြောပေးနေရပေါ့နော်ဒီအီရှီကာမီကဘယ်လိုလူမျိုးလဲဆိုတော့သူကတင်ချဆရာဖြစ်ပေမဲ့ကျောင်းမှာလည်းသူ့ရဲ့တင်ချကိုစိတ်ဝင်စားတဲ့သူလည်းမရှိဘူးပေါ့နော်သူကစာသားတင်နေရတာသူကစိတ်အားထက်သန်စွာစာတင်တယ်ဒါပေမဲ့ကျောင်းသားတွေကလည်းအဲ့လောက်ထိတင်ချကိုစိတ်ဝင်စားတဲ့သူမရှိဘူးပေါ့နော်ပုံမှန်ကျောင်းဆရာလေးပြင်းပြင်းကြီးနဲ့ဒီသူ့ရဲ့ဘဝကြီးကိုဖြတ်တန်းနေရတာပေါ့နော်ပြောရမယ်ဆိုရင်တော့သူဘလောက်တော်သူ့ရဲ့တော်တယ်သူ့ရဲ့ပညာရှိမှုကိုဘယ်သူမှစိတ်ဝင်စားအတိမတ်မပြူရတဲ့အတိုင်းဝိုင်းမှာနေရတဲ့သူတယောက်ဖြစ်တယ်ပြီးတော့သူကဒီ Yasco ဆိုင်ထမင်းဘူးအမြဲအားပေးတယ်အမြဲတမ်းဖောက်တယ်လည်းဖြစ်တယ်ပြီးတော့အိမ်ဘေးမှာလည်းနေတဲ့အတွက်အိမ်နီးနားချင်းလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ Yasco ကအရန်လဲချောတဲ့အတွက် Yasco ကိုကြိုက်နေတဲ့ဒီစိတ်ဝင်စားနေတဲ့ယောက်ျားတွေကတယောက်လည်းဖြစ်တယ်ရဲတွေကနောက်ထပ်အလီပိုင်းသေးကြအောင်လို့ထပ်ပြီးတော့ Yasco ရှိကိုလာခဲ့တယ်။အဲ့နေ့ကသွားခဲ့တော့ pamphlet တွေဘာတွေရုပ်ရှင်ရုံကပေးခဲ့တာများမရှိဘူးလားဆိုပြီးတော့မေးတယ်ပေါ့နော်။ဒီ Ishikami တွက်ထားတဲ့အတိုင်းပဲ pamphlet ကိုယူကြည့်ပြီးတော့အထဲမှာရုပ်ရှင်လက်မှတ်ကိုညှက်ထားတာကိုတွေ့လိုက်ရတဲ့အချိန်မှာပို့ပြီးတော့အလီပိုင်းကတေချာသွားတယ်ပေါ့နော်။ရဲတွေဘလို့မှဒီတယောက်လို့ထင်နေပေမဲ့ဒီ Yasco လို့ထင်နေပေမဲ့လည်းဘလို့မှအလီပိုင်းကတေချာနေတဲ့အတွက်ဘလို့မှအဖြေရှာလို့မရတဲ့လူသတ်မှုတစ်ခုဖြစ်နေတယ်
ရဲတွေကဒီလိုမျိုးအဖြေရှာလို့မရတော့ဘူးဆိုရင် तू ကယူကာဝါလို့ခေါ်တဲ့ဒီရူပဗေဒပညာရှင်စီကိုသွားပြီးတိုင်ပင်ကြတယ်အားကိုးကြတယ်ပေါ့နော်ဒီခေါက်မှာလည်းအဲ့လိုသွားပြီးတော့တိုင်ပင်တဲ့ချိန်မှာသူတို့ကဒီအမှုရဲ့အသွားလာတွေအကုန်လုံးကိုပြောပြရတယ်ပေါ့နော်ဒီသူတို့ pamphlet ထဲမှာကြည့်လိုက်တဲ့အချိန်မှာလည်းဒီရုပ်ရှင်လက်မှတ်ကိုတွေ့ရတယ်ဆိုတော့ယူကာဝါပြော pamphlet ထဲကိုဒီလိုမျိုးရုပ်ရှင်လက်မှတ်ထည့်ထားတာဆိုရင်တော့ဒါတော်ရုံတန်ရုံညံကောင်းတဲ့လူသားသမားတော့မဟုတ်ဘူးတော်တော်လေးကိုညံကောင်းတယ်ဒီအမှုကိုလှည့်ထားတယ်ဆိုရယ်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောပြီးတော့သူတို့ကလည်းသူတို့တေချာမေးတယ်ပေါ့ဘေးရင်ကလူလည်းမေးတဲ့အချိန်မှာလည်းအတန်နေပါမကြောက်လို့ပြောတယ်ဘေးရင်ကလူကအရန်ညံကောင်းတယ်ဘာညာပြောတဲ့အချိန်မှာသူကဘသူလဲပေါ့မေးလိုက်တဲ့အချိန်မှာအီရှီကာမီလို့ပြောတော့ငါရဲ့တက္ကသိုလ်တုန်းကငါရဲ့တငယ်ချင်းပဲပေါ့တက္ကသိုလ်ပြီးတည်းကသူတို့မတွေ့ကြတော့ဒါသူတငယ်ချင်းပဲဆိုပြီးတော့သူကဒီလူကအရန်ညံကောင်းတယ်ပေါ့နော်အဲ့တော့ तू ကသူ့ကိုသွားပြီးတော့တန်တရားဝင်တယ်ဒီလူဖွက်ထားတာဖြစ်နိုင်တယ်ပေါ့နော်အခုအမှုကဆိုလို့ရှိရင်ဘသူတတ်တယ်ဆိုပြီးတော့သူတို့ကတန်တရားရှိတဲ့သူကရှိတယ်ဒါပေမဲ့အလီပိုင်ကရှိနေတဲ့အတွက်ဘလို့မှတက်သေးပြလို့မရဘူး तू တတ်ပါတယ်ဆိုပြီးတော့တက်သေးပြလို့မရတဲ့အခြေအနေဖြစ်နေရပါပေါ့နော်ဒီလိုမျိုးချိန်တွေရောက်လာပြီဆိုလို့ရှိရင်ရဲတွေကဒီယူပဗေဒပညာရှင်ယူကာဝါစီကိုသွားပြီးတော့တိုင်ပင်ကြတယ်အားကိုးကြတယ်ပေါ့နော်သူ့ကိုဒီအမှုရဲ့အသွားလာတွေအကုန်လုံးကိုပြောပြလိုက်တယ်အဲ့တော့သူကဒီ pamphlet ထဲမှာဒီရုပ်ရှင်လက်မှတ်ကိုထည့်ထားတာဆိုရင်တကယ်ကိုညံကောင်းတဲ့တရားခံပဲဖြစ်မယ်ပေါ့နော်ဆိုပြီးတော့ယူကာဝါကကောက်ချက်ချတယ်ပြီးတော့သူတို့ရဲ့ဘေးအိမ်ကလူเจ้าကိုလည်းပြောပြမိတဲ့အခါမှာသူကနာမည်ကိုမေးတော့အီရှီကာမီဆိုပြီးတော့ရဲတွေကပြောတဲ့အခါမှာဟာဒါသူ့ရဲ့เจ้าနှုံးကတက္ကသိုလ်တုန်းကတငယ်ချင်းပဲဆိုပြီးတော့သူကစိတ်ဝင်စားသွားတယ်ပေါ့နော်ဒီအမှုကိုဒီအီရှီကာမီကအရန်ညံကောင်းတယ်ဆိုတာကိုလည်းသူကသိတယ်တင်ချာမှာအရန်တော်ပြီးတော့ညံကောင်းတယ်ဆိုတာကိုလည်းသိဒီလိုမျိုး trick မျိုးလုပ်တယ်ဆိုရင်တော့အီရှီကာမီဆိုရင်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ तू ကလူတတ်မဲ့သူတော့လုံးဝမဟုတ်ဘူးဆိုပြီးတော့ယုံကြည်တယ်ပေါ့နော်အဲ့ဒါနဲ့ပဲဒီယူကာဝါကအီရှီကာမီရှီကိုသွားတွေ့ခဲ့တယ်ဒီရှေးရောက်နောက်ဖြစ်တွေပြောရင်းနဲ့မတွေ့တာကြာပြီးဘာညာအရက်တွေပါတူတူသူ့ရဲ့အခါမှာတောက်ကြရင်းနဲ့ဒီအီရှီကာမီကိုငါ့ကိုတင်ချပု္ပ္ပစာလေးတစ်ပုဒ်လောက်တွက်ပေးပါအောင်ဆိုပြီးတော့သူကတွက်ခိုင်းရင်းနဲ့အဲ့ဒီသူအီရှီကာမီရဲ့အခါမှာပဲအဲ့တညာအိပ်ပျော်သွားတယ်ပေါ့နော်မနေ့ရောက်တော့သူတို့အတူတူအီရှီကာမီကလည်းယုံသွားရမယ်ကျောင်းကိုသွားရမယ်ဆိုတော့အတူတူထွက်လာကြတယ်ပေါ့နော်ဒီအီရှီကာမီရဲ့အလုပ်သွားတဲ့လမ်းတစ်ရက်လျှောက်မှာဆိုလို့ရှိရင်အင်ဂျီယာမဲတွေနေတဲ့နေရာတွေကိုလည်းဖြတ်ရတယ်နေရာမျိုးစုံကိုဖြတ်ရတော့သူကမင်းရဲ့အလုပ်သွားတဲ့လမ်းကအရန်စိတ်ဝင်စားဖို့ကောင်းတာပဲဆိုပြီးတော့နှောက်လိုက်သေးတယ်ပေါ့နော်ပြီးတော့ယူကာဝါအစအဲ့လောက်ထိလူတက်မှုစိတ်ဝင်စားဘူးဒါပေမဲ့သူ့တငယ်ချင်းအီရှီကာမီစီကိုတွားပြီးတဲ့အချိန်မှာသူကတော်တော်လေးကိုစိတ်ဝင်စားသွားတယ်ပေါ့နော်စိတ်ဝင်စားသွားပြီးတော့ဒီရဲတွေကိုမေးတယ်မင်းတို့အခုဒီလူတက်မှုကိုဘလို့ကောက်ချက်ချထားလဲရဲတွေကောက်ချက်ချထားတာက Yasuko နဲ့ဒီတိုကရှိရှင်းကြီးကအတူတူဒီခုနလူသိမှုဖြစ်တဲ့နေရာကိုလာမယ်တိုကရှိရှင်းကြီးကစပိန်ကိုခိုးပြီးတော့ဒီကိုလာတာဖြစ်တယ်ဖြစ်ပြီးတော့ဒီမှာလူတက်မှုဖြစ်ကြမယ် Yasuko ကဒီအဲ့ခုနမြေကမ်းနှစ်ပေးမှာဒီလူကိုတက်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးကောက်ချက်ချထားတယ်အဲ့တော့ယူကာဝါမေးဘာလို့စပိန်နဲ့လာရလို့ထင်တာလဲပေါ့ဒီစပိန်မှာသူ့ရဲ့လက်ပွေရာတွေတွေ့တယ်ပေါ့နော်ပြီးတော့ဒီစပိန်ကလည်းဒီခိုးခံရပါတယ်ဆိုပြီးရဲစခန်းမှာလာတိုင်ထားတယ်ပေါ့အဲ့တော့သူကလိုက်ကြည့်တယ်ယူကာဝါလိုက်ကြည့်တဲ့အချိန်မှာဒီစပိန်ထားတဲ့နေရာကိုကြည့်လိုက်တဲ့အချိန်မှာစပိန်တွေကတန်းစီပြီးတော့အများကြီးပဲထားထားတယ်ပေါ့ဒါပေမဲ့အဲ့ဒီထဲမှာဘာလို့ဒီစပိန်လဲပေါ့နော်ဒီစပိန်ကတော့လဲခတ်ထားတယ်တိုင်မာလဲခြိထားတဲ့ဟာကိုဘာဖြစ်လို့ဒီစပိန်ကိုမှခိုးတာလဲတခြားတော့မခတ်ထားတဲ့စပိန်နေတောင်ရှိရတာနဲ့ဘာလို့တော့ခတ်ထားတဲ့စပိန်ကိုမှခိုးရတာလဲဆိုတော့ဒီစပိန်ကအသစ်ဖြစ်တယ်အသစ်ဖြစ်တော့ဒါလူသက်သမားကတေချာပေါက်ရဲစခန်းကိုစပိန်ပြောက်တာတိုင်စေခြင်းတဲ့အတွက်ဒီစပိန်ကိုခိုးတာဖြစ်တယ်ဆိုပြီးတော့ကောက်ချက်ချရတယ်ပေါ့နော်နောက်တစ်ခုကဒီအလီပိုင်းကိုလှည့်ထားတဲ့ဟာတွေဒီအသွားလာကိုကြည့်မယ်ဆိုလို့ရှိရင်ညံရမ်းကောင်းတဲ့သူတယောက်ကစီစဉ်ထားတယ်ဆိုတာသိတာတယ်အဲ့တော့ယူကာဝါကအီရှီကာမီစီစဉ်တာပဲဖြစ်မယ်ပေါ့နော်ဒါပေမဲ့ तू ဒီလူကိုတတ်တာလို့တော့ तू ကမထင်ဘူးဘာဖြစ်လို့လဲဆိုတော့အီရှီကာမီကအရန်ညံကောင်းတဲ့သူတယောက်ဖြစ်တယ် तू ဒါဆိုရင်တော့တတ်တဲ့သူကိုရွေးမှာမဟုတ်ဘူး तू ကအခြားနီးလန်းကိုပဲရွေးလိမ့်မယ်ဖြစ်နိုင်တာကဒီလူကို तू တွေးတဲ့အချိန်မှာဒီလူကတေပြီးနေပြီး तू ကအလောင်းဖြောက်ပြတ်ဖို့အတွက်ပဲ तू ကကူညီထားတာဖြစ်နိုင်တယ်တကယ်တတ်တဲ့သူက Yasuko ဖြစ်နိုင်တယ်ဆိုပြီးတော့သူကကောက်ချက်ချတယ်ဒီအရှိကာမီကဘယ်လောက်ထိညံကောင်းလဲဆိုတော့သူ့လုံးနေကြတင်ချပု္ပ္ပစာတွေထက်တောင်ဒီလူတက်မှုကိုဒီလိုလှည့်ရတာကပို့ပြီးတော့သူ့အတွက်လွယ်ကူနေတယ်ပေါ့နော်ဒါကိုယူကာဝါကရဲတွေကိုပြောပြခဲ့တာဖြစ်တယ်တဖြည်းဖြည်းနဲ့ရဲတွေကဒီ Yasuko ကိုတန်တရားဝင်လာပြီဆိုတဲ့အချိန်မှာအရှိကာမီကနောက်ထပ်သူ့ရဲ့လှုပ်ဝက်ကတ်တစ်ခုကိုထည့်သုံးတယ်ပေါ့နော်ဒီ Yasuko ရဲ့သမီးလေးမီဆာတိုကိုသူ့ရဲ့တငယ်ချင်းနဲ့အိမ်နေရရုပ်ရှင်သွားကြည့်တဲ့နေတုန်းကတွေ့ခဲ့တယ်ပေါ့နော်အဲ့ဒါကိုရဲတွေကိုသူကထုတ်ပြောလိုက်တယ်အဲ့
အဲ့တော့သူတို့မှာအလီပိုင်ကရှိနေတာလုံးဝသေချာနေပြီကွာအဲ့တော့ဘလို့မှသူတတ်တယ်ဆိုပြီးတော့တတ်သေးပြလို့ကမရတော့ဘူးဖြစ်နေအဲ့တနေ့မှာတော့ဒီအီရှီဂါမီကခုနက Yasuko ရဲ့ထမင်းမှုဆိုင်မှာထမင်းဝယ်နေနဲ့သူ့စီကိုလူတယောက်လာတာတွေ့သူ့နာမည်ကခုတိုဆိုတဲ့လူကြီးပေါ့နော်အဲ့ဒီလူကြီးကအရင်တုန်းကဒီ Yasuko တို့ပေါ်မှာကျေးဇူးရှိခဲ့တယ်သူတို့နဲ့လည်းခင်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုတော့ Yasuko လည်းနည်းနည်းလေးစိတ်ဝင်စားနေတဲ့သူပေါ့နော်အဲ့လူကြီးကိုတော့ Yasuko ကအခွင့်အရေးပေးတယ်သူနဲ့မုတ်တွေပါတွေသွားစားအဲ့လိုမျိုးအဲ့လူကြီးခေါ်လို့ရှင်သွားတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ကျေးဇူးရှိရဲ့အတွက်ဟိုရင်းရင်းနှီးနှီးနဲ့သူကလည်းလူကောင်းတယောက်ဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးသွားလာလာလေးလှုပ်ဖြစ်တယ်ဒီအီရှီဂါမီကသူဒီလိုခုတိုဆိုတဲ့လူကြီးနဲ့ Yasuko နဲ့တွာလာနေရတွေကိုမကြိုက်ဘူးပေါ့နော်။ तू ကလည်း Yasuko ကိုစိတ်ဝင်စားနေတဲ့သူတယောက်ဖြစ်တာရဲ့ဒီ Yasuko အတွက်ဒီလူတက်မှုကြီးတစ်ခုလုံးတော့ဖုံးပေးထားတဲ့လူတယောက်ဖြစ်တာကြောင့်ဒီခုတိုနဲ့လို့တွဲခုတ်တဲ့ပုံစံမျိုးတွေမုံသွားစားလိုက်အိမ်ကိုပြန်ပို့ပေးလိုက်ဒါမျိုးတွေလုပ်နေရအောင် तू ကမကြိုက်ဘူးပေါ့နော်။မကြိုက်တော့ तू ကသူတို့နှစ်ယောက်သွားတဲ့နောက်ကိုလိုက်ပြီးတော့ဓာတ်ပုံလေးရိုက်တယ်ဒီခုတိုဆိုတဲ့လူကြီးရှိကိုလည်း तू ချင်းချောက်စာလို့ပုံစံမျိုးဓာတ်ပုံနဲ့တကွာပို့လိုက်တယ်ပေါ့နော်။ဒါကိုအဲ့ခုတိုဆိုတဲ့လူကြီးစီကနေ Yasuko ကပြန်ကြားရတယ်ပေါ့နော်သူ့စီကိုဒီလိုစာရွက်တွေနဲ့ဒီပုံတွေပို့လာပါတယ်ဆိုပြန်ကြားရတဲ့အချိန်မှာသူအရန်လန့်သွားတယ်ဒါအီရှီဂါမီပို့တာပဲဆိုတာသူသိတယ်ပေါ့နော်အဲ့တော့ဒါသူ့ဘဝကြီးကဒါဆိုလို့ရှင်ကြားကြောက်လို့ရှင်ကြီးကြားထက်ဆိုဖြစ်နေပြီပေါ့နော်အရင်တော့ဒီတိုးကားရှီကြောင်းမို့လို့သူဒီလိုဖြစ်ရတဲ့ကြားတဲ့အခုဟိုဒီအီရှီဂါမီကိုအားကိုးလိုက်မှအီရှီဂါမီကလည်းသူ့ကိုဒီလိုမျိုးတွေလိုက်ချင်းချောက်နေရဆိုသူလည်းအရန်စိတ်ညစ်သွားတာဒီအီရှီဂါမီဆက်တဲ့ဖုန်းတွေကိုလည်း तू မကင်တော့ဘူးပေါ့နော်တစ်ဖက်မှာလည်းယူကာဝါရဲ့ကောက်ချက်တွေကြောင့်ဒီအီရှီဂါမီကိုရဲတွေကအရန်ကိုတန်တရားဝင်နေပြီဆိုတော့သူ့ရဲ့ကြောင်းကိုလာပြီးတော့မေးမြန်းတာတွေလုပ်တယ်ဒီစုံစမ်းရေးနဲ့ပတ်သက်တာမမေးခင်မှာအလာဘာတလာဘာပြောရင်းနဲ့ဒီအီရှီဂါမီထုတ်တဲ့ကြောင်းရဲ့ဒီစာမေးပွဲတင်ချပု္ပ္ပစာတွေကအရန်ကိုခက်ခဲတယ်ပေါ့နော်ဘယ်လိုမျိုးတွေထုတ်လဲဘာညာဆိုပြီးတော့မေးဖြစ်နေအီရှီဂါမီကပြောတယ် तू ကအရန်ခက်ခဲထုတ်တာမဟုတ်ပါဘူးပေါ့ तू ကဒီပု္ပ္ပစာတစ်ပုဒ်ကိုဆိုရင် geometry ပု္ပ္ပစာလိုပုံစံမျိုးပြထားပြီးတော့တကယ်တမ်းကျတော့ function နေတဲ့တွက်ရတဲ့ calculus ပု္ပ္ပစာလိုပုံစံဖြစ်နေတာဒါမျိုးတွေအဲ့လိုမျိုးလှည့်တဲ့ပုံစံလေးကိုပဲ तू ကထုတ်တာပါပေါ့ဒါဒီလိုပုံစံပြထားပြီးတော့တကယ်တမ်းကျတော့တခြားပုံစံဖြစ်နေတာအဲ့လိုမေးခွန်းလှည့်တဲ့ပုံစံလေးနဲ့ तू ကထုတ်တာဖြစ်တယ်ဆိုပြီးအဲ့ဒါလေးကိုအလာဘာတလာဘာအနေနဲ့ပြောပြတယ်ပေါ့နော်နောက်မှာတော့ဒီအီရှီဂါမီရဲ့အချိန်စရာအကြောင်းမေးတယ်ပေါ့နော်ဆရာကဒီ2ရက်နေ့နဲ့3ရက်နေ့ခုနလူသေးမှုဖြစ်တဲ့12လပိုင်း2ရက်နေ့မှာမနက်ပိုင်းခွင့်ယူထားတယ်ပြီးတော့နောက်ရက်3ရက်နေ့မှာလည်းမနက်ပိုင်းခွင့်ယူရဲဇက်တိုက်ကြီးပေါ့နော်ဒီအီရှီဂါမီရဲ့ဒီချိန်စရာတွေမှာဆိုလို့ရှိရင်အဲ့လိုမျိုးခဏအဲ့လိုပြတ်တာမျိုးလေးတော့ရှိပေမဲ့ဒီလို2ရက်ဇက်တိုက်ပြတ်တာကတိတ်ပြီးတော့မရှိဘူးပေါ့အဲ့ဒါဘာဖြစ်လို့ပါလဲဆိုမေးတဲ့အချိန်မှာဒါသူနေမကောင်းဖြစ်နေလို့သူကသူကိုယ်တာကိစ္စရှိလို့ဖြစ်တာဘာပြတ်တာဘာဖြစ်လို့လဲပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးလေးပြန်ပြောတယ်ပေါ့နော်အဲ့တော့သူတို့တွေလည်းဆက်မမေးတော့ဘဲနဲ့ဒီမှာပဲမေးတာပြီးဆုံးသွားတယ်အဲ့ဒီနေ့မှာပဲဒီအီရှီဂါမီကခုနက Yasuko တို့ရှိကိုဖုန်းဆက်ခဲ့တယ်ဖုန်းဆက်တဲ့အချိန်မှာ Yasuko ကမကင်ဘူးဒါပေမဲ့သူ့သမီးဒီအီရှီဂါမီဆန်ရှီကလာတာဘာလို့မကင်တာလဲဆိုပြီးအတင်းကင်လိုက်တယ်ပေါ့နော်အဲ့ချိန်မှာ तू ကဖုန်းထဲကနေဘာပြောလဲဆိုတော့ဒီမင်းတို့ကိုပေါ့နော်ငါစာ2စောင်ပို့ထားတယ်တစ်စောင်ကအဖြူလေးတစ်စောင်ကတော့အညိုရောင်စာအိတ်နဲ့ထည့်ထားတယ်ဒီဖြူရောင်စာအိတ်တဲ့ထဲကဟာလေးကိုတော့ဒီတစ်ခေါက်နောက်ကိစ္စတွေမှာလိုရင်သုံးဖို့အတွက်ပေါ့နော်ထည့်ထားတာဖြစ်တယ်ဒီအညိုရောင်စာအိတ်လေးကိုတော့ဖတ်ပြီးရနဲ့မီးရှို့ပလိုက်ပါဖြက်စီးပလိုက်ပါဆိုပြီးတော့ပြောတယ်ပြီးတော့ဒီတစ်ခေါက်ဖုန်းဆက်တာကငါတို့နောက်ဆုံးဖုန်းဆက်ခြင်းပဲဖြစ်တယ်ဆိုပြီးတော့သူကအဲ့လိုပြောခဲ့တယ်ပေါ့နော်ပြောခဲ့ပြီးတော့ဖုန်းချသွားတယ်နောက်နေ့မှာလည်းဒီရဲတွေက Yasuko ရှိကိုရောက်လာပြီးတော့ဒီအီရှီဂါမီကတဲ့ဒီသူလူတက်ခဲ့တယ်ဆိုပြီးရဲစခန်းမှာလာဝင်ခံတယ်ပေါ့နော်သူကဘလို့ဝင်ခံလိုက်တာလဲဆို Yasuko ကိုသူက stalker ပုံစံမျိုးကြိုက်ပြီးတော့လိုက်ပြီးတော့ချောင်းနေရဲ့လူပုံစံမျိုးပေါ့နော်လုံနေတာပေါ့နော်အဲ့ဒီချိန်မှာဒီ Yasuko ရဲ့နီနာကိုဒီသူ့ရဲ့အရင်ယောက်ျားတိုးကားရှီရှင်းကြီးရောက်လာလို့သူက Yasuko တောင်မသိအောင်လို့သူတက်ပစ်လိုက်တာပေါ့နော်ပြီးတော့သူ Yasuko ရှီကိုလည်းသူဒီလိုမျိုးချင်းချောက်စာတွေဘာတွေပို့တယ်ပေါ့နော်ဒီအဖြူရောင်စာကြီးထဲမှာကတကယ်တော့အဲ့ခုနခုတိုဆိုတဲ့လူကြီးနဲ့ Yasuko နဲ့သွားထားတဲ့ပုံတွေကိုဓာတ်ပုံရိုက်ထားတဲ့ဟာတွေထည့်ထားပြီးတော့အထဲမှာချင်းချောက်တဲ့ပုံစံမျိုးစာတွေလည်းပို့ထားသည်ခုတိုဆိုတဲ့လူကြီးကိုလည်းသူအရင်တစ်ခေါက်ကပို့ထားပြီးရဆိုတော့သူကဒီလိုပုံစံမျိုးဖြစ်အောင်သူကဖန်တီးပလိုက်တာပေါ့နော်ဖန်တီးပြီးတော့ तू က Yasuko ကို stalker လိုက်လုံနေပြီးတော့ तू က Yasuko ကိုနားကိုကတ်လာတဲ့လူတွေကိုတတ်မိတာပါဆိုရယ်ပုံစံမျိုးတွေပေါ့အဲ့လိုပုံစံမျိုးရဲကို तू က
ဝန်ခံပလိုက်တယ်ဝန်ခံလိုက်တော့ရဲတွေကလည်းဒါလုံးဆက်ကြီးဖြစ်နေဆိုတော့သိတယ်ဒါပေမဲ့လေဒီဟာကြီးကမှားနေပါဆိုသူတို့လည်းဘလို့မှအလီပိုင်းပြလို့မရဘူးပေါ့နော်တကယ်တမ်းကျတော့ခုနယူပပညာရှင်ဗေဒပညာရှင်ယူကာဝါကဘလို့ဖြစ်တယ်ဆိုတာသူကသိတယ်ဒါပေမဲ့ तू ကသူ့တငယ်ချင်းဖြစ်နေတဲ့အတွက် तू ကမပြောဘူးပေါ့နော်မပြောဘူးဒီ तू ဝင်းမခံခင်မှာလဲဒီအီရှီဂါမီကနောက်ဆုံးအနေနဲ့ဆိုပြီးယူကာဝါကိုခေါ်ပြီးတော့တောင်သွားတက်ခဲ့သေးတယ်အဲ့ဒီမှာလဲ तू ကမပြောခဲ့ဘူးမင်းဘလို့စဉ်းစားထားလဲမင်းဘလို့ကောက်ချက်ထားတာလဲပြောဆိုတဲ့အချိန်မှာလဲဒီယူကာဝါကမပြောခဲ့ဘူးမင်းကတငယ်ချင်းမှုလို့ငါဘယ်တော့မှပြောမှမဟုတ်ဘူးပေါ့နော် तू ကအဲ့လိုမျိုးပြောတယ် तू ကဒီမှုတွေဝင်မပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါမဲ့အမှရဲမေတယောက်ကနေမှယူကာဝါကိုတွားမေးတယ်ဒါ तू မတတ်တဲ့ကိစ္စအယူပေါ့နော်ဒီယူကာဝါပေါ့နော်ဒီလိုပဲထားတော့မှလားဒီအဖြေမှန်ကိုမပြောတော့ဘူးလားဆိုပြီးတော့ဒီယူကာဝါကတကယ်ဆိုလို့ရှိရင်ဒီပေါ့စိတ်ခံစားမှုထက်ဒီအမှန်တကယ်အတိုင်းအမှန်တရားကိုပဲမျက်နှာတဲ့သူဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီကိစ္စကိုဘာမှမပြောတော့ဘူးလားဆိုပြီးရဲမေလေးကသွားပြောတဲ့အချိန်မှာယူကာဝါကလည်းကဲငါပြောမှဖြစ်တော့မယ်ဆိုပြီးတော့ तू ကဝင်လာတယ်ပေါ့နော်တစ်ဖက်မှာလည်း Yasuko ရှိကိုရဲတွေကသွားပြီးတော့အတီးပြုတ်ပြီးပြီပေါ့နော်အီရှီဂါမီကသူ့ရှိကိုစာအိတ်တွေပို့နေတာဟုတ်ပါတယ်ဒီဖြူရောင်စာအိတ်ကိုလည်း Yasuko ကရဲတွေကိုပြပြီးသွားပြီ Yasuko ကလည်းဒီအီရှီဂါမီခိုင်းတဲ့အတိုင်းသာသူဆက်လုပ်နေရတာသူ့စိတ်ထဲမှာလည်းမတင်မကြအိနေပေါ့နော်သူဒီလိုမျိုးလုပ်လို့အဆင်ပြေပါမလားသူများကိုလူတက်ပြီးမှသူများကိုအပြစ်ပုံချတာမျိုး तू ကလည်းပျော်နေတဲ့သူတော့မဟုတ်ဘူးပေါ့နော်ဒီအညိုရောင်စာအိတ်ကလေးကိုလည်းဖြတ်စည်းလိုက်ပါလို့ပြောထားပေမဲ့ तू ကမဖြတ်စည်းဘဲနဲ့ဒီတိန်းထားတယ်ပေါ့နော်ဒီစာထဲမှာရေးထားတာဆိုလို့ရှိရင်အီရှီဂါမီကဒီ Yasuko တို့တာမီနှစ်ယောက်ကြောင့်သူအရှုံးပေးလို့နီးဖြစ်နေတဲ့သူ့ရဲ့ဘဝကြီးကပြန်ပြီးတော့စိုးပြေလာခဲ့တာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီအီရှီဂါမီကတကယ်တမ်းကျတော့သူ့ကိုယ်သူတတ်သေးဖို့အဲ့နေရလုံနေခဲ့တာပေါ့နော်သူအခန်းထဲမှာဆွဲကြိုးချသေးဖို့လုံနေတာဘာဖြစ်လို့လဲဆိုတော့ तू ကအရန်တော်ပေမဲ့လည်းသူ့ကိုဘယ်သူမှသူ့ပတ်ဝန်းကျင်မှာအတိမတ်ပြုတဲ့သူလည်းမရှိဘူးသူ့ရဲ့ဘဝကြီးကအရန်ခြောက်ကပ်ပြီးတော့ဒီလိုမျိုးကြီးပဲအခန်းလေးထဲမှာပဲတင်ချပု္ပ္ပစာတွေတွက်ရင်းနဲ့ကုံဆုံးနေရတယ်ပေါ့နော်အဲ့တော့ तू ကတတ်သေးဖို့လုံနေတဲ့အချိန်မှာပဲဒီဘေးခန်းကို Yasuko တို့ကပြောင်းလာတော့ तू ကဘဲလေးနှိပ်ပြီးတော့ဘေးခန်းကပါပေါ့ကျမတို့ပြောင်းလာတာအစ်စ်ပြောင်းလာတာပေါ့ဒီမုံလေးတွေလိုက်ဝေနေတာပါဆိုပြီး Yasuko နဲ့ तू စတွေ့ရပေါ့နော်သူတို့သားမီးညောင်နဲ့တွေ့တဲ့အချိန်ကနေစပြီး तू အဲ့မှာတေးမယ်လုံနေနေ तू မတေဖြစ်တော့တာပေါ့နော်မတေဖြစ်တော့ဘဲနဲ့ဒီသူတို့ဘေးကအတန်လေးတွေကြားနေသူတို့သားမီးညောင်စော့နေတဲ့ဘေးခန်းအတန်လေးတွေကိုနားထောင်ရင်းနဲ့ तू ပါကြည်နူးရတယ်ပြီးတော့သူ့ဆိုင်မှာထမင်းဘူးအမြဲသွားဝယ်ရင်းနဲ့လည်းကြည်နူးရတယ်ပြီး Yasuko တို့ကလည်းသူ့အိမ်နီးနားချင်းဆိုတော့လုံးဝကောင်းကောင်းမွန်မွန်ဆက်ဆံနေပေါ့နော်ထမင်းဘူးဆိုင်လာရင်လည်းဟဲ့ထမင်းဘူးလာဝယ်တာလားကျေးဇူးရန်တင်ပါတယ်ဘာညာအဲ့လိုပြောတယ်သူ့ရဲ့သမီးလေးကဆိုလို့ရှိရင်လည်းဒီចောင်းသွားចောင်းပြန်ဆိုလို့တွေ့လို့ရှိရင်အမြဲနှုတ်ဆက်တယ်ပေါ့နော်အဲ့လိုနှုတ်ဆက်တော့သူ့ဘဝလေးကအဲ့မှာသူတို့နှစ်ယောက်နဲ့ဟိုဟာမဖြစ်ပေမဲ့လည်းတူမနေရပေမဲ့လည်းဘေးချင်းကပ်နေရတဲ့အတွက်စိုးပြေလာတာပေါ့နော်တဖြည်းဖြည်းနဲ့အဲ့လိုလေးဖြစ်နေရနေမှာဒီသူတို့ကိုလိုက်နှောက်ရှက်နေတဲ့ဒီအေးချမ်းချမ်းနေတဲ့သူတို့ဘဝလေးကိုကာကွယ်ပေးစဉ်စိတ်လဲဖြစ်လာမိရဲဆိုတဲ့ပုံစံပေါ့နော်အဲ့အတွက်ကြောင့်သူ့ဘဝကိုလည်းစိုးပြအောင်လုပ်ပေးတဲ့ဒီနှစ်ယောက်ကိုသူကကျေးဇူးတင်တဲ့အနေနဲ့ကျေးဇူးဆက်တာပေါ့နော်ဒီအခု Yasuko ရှိကိုလာနေတဲ့ခုတို့ဆိုတဲ့လူကြီးကလည်းသူတို့ဘဝအတွက်လူကောင်းတယောက်ပဲအဲ့လူကြီးနဲ့လည်းဆက်ပြီးတော့ဒီအစဉ်ပြေနေပါအဲ့လူကြီးနဲ့လက်ထပ်ချင်လဲလက်ထပ်ပေါ်ဆိုတဲ့သဘောမျိုးနဲ့စာထဲမှာအကုန်ရေးထားခဲ့ပြီးတော့သူကတော့ရဲစခန်းမှာသွားပြီးတော့လူသတ်မှုတရားခံအနေနဲ့ဝန်ခံလိုက်တဲ့ပုံစံမျိုးပေါ့နော်ယူကာဝါကသူဒီအမှုကိုအမှန်တကယ်တော့ तू ကအလုံးစုံဘယ်လိုလုပ်ထားလဲဆိုတော့ तू သိနေပြီပေါ့နော်သိနေတဲ့အချိန်မှာ तू Yasuko ကိုသွားတွေ့ပြီးတော့ तू ကစကားပြောခဲ့တယ်တကယ်တော့အီရှီဂါမီကနင်တို့နှစ်ယောက်ကိုကာကွယ်ဖို့အတွက်ဘလို့အခြေအနေအထိလုပ်ခဲ့လဲဆိုတာကိုနင်တို့မသိဘူးမလားငါဒီမှာပြောပြမယ်ဆိုပြီးတော့ तू ကပြောပြလိုက်တယ်ပေါ့နော်ဒီအပိုင်းကတော့ဒီဇလန်းတစ်ခုလုံးရဲ့မြုပ်ကွက်ဒီအမှုကိုဘလို့လှည့်ထားလဲဆိုတာကိုအရန်ကိုစိတ်ဝင်စားစရာအကောင်းတဲ့အပိုင်းဖြစ်တယ်ဒီလူသေးတဲ့အချိန်ကို12လပိုင်း2ရက်နေ့9နာရီဆိုပြီးတော့ရဲတွေကကောက်ချက်ချထားတယ်ပေါ့နော်တကယ်တမ်းကျတော့တိုးကားရှိရှင်းကြီးကိုတက်လိုက်တာက12လပိုင်း1ရက်နေ့သူ့ရဲ့ရှေ့ရက်ကည9နာရီမှာဖြစ်တယ်အဲ့တော့ဒါဆိုရင်ဒီ2ရက်နေ့မှာတွေ့တဲ့တည်နေတဲ့ဒီ2ရက်နေ့ကလူသေးကောင်ကြီးကဘယ်သူလဲပေါ့နော်တကယ်တမ်းကျတော့ဒီအီရှီဂါမီကဒီတိုကာရှိရှင်းကြီးရဲ့အလောင်းကိုဖျောက်ဖျက်ဖို့အတွက်သူကဒီလူနောက်တယောက်ကိုထပ်တက်ခဲ့တာပေါ့နော်သူတက်ခဲ့တဲ့သူကဒီအင်ဂျီယာမဲတွေကလူတယောက်ဖြစ်တယ်အင်ဂျီယာမဲဆိုတော့ဘယ်သူမှလည်းသူပြောက်သွားတာကိုတိုင်မဲ့သူလည်းမရှိဘူးစိတ်ဝင်စားမဲ့သူလည်းမရှိဘူးအဲ့ဒီလူတယောက်ကိုသူကတက်ပြီးတော့ဒီစပိန်ဒီမြေကမ်းနားမှာလာပစ်ထားတာပေါ့နော်သူကဘယ်လိုမျိုးလဲဆိုရင်ဒီလူကိုဒီတိုကာရှိရှင်းကြီးနေခဲ့တဲ့ဟိုတယ်ကိုသွားပြီးတော့နေခိုင်းတယ်တရက်သွားနေခိုင်းတယ်ပြီးတော့မှအဲ့တရက်နေ့ညမှာနေခိုင်းပြီးတော့မှ
2 ရက်နေ့ညဘက်မှာသူခိုးလာတဲ့စပိန်ကိုပေးပြီးတော့စပိန်နဲ့အတူတူဒီမြေကမ်းနဘေးကိုလာပြီးတော့မြေကမ်းနဘေးမှာတတ်လိုက်တယ်။တတ်ပြီးတော့ဘသူဘဲဝါမှန်းမသိအောင်လို့သူကဒီကြောက်ခဲတုံးနဲ့မျက်နှာကိုထူးချေပြီးတော့လက်တွေကိုကြတော့ဒီအလီပိုင်ဖျောက်ပြက်တဲ့ပုံစံမျိုးဖြစ်အောင်လို့သူကတမင်လက်တွေကိုမီးရည်နဲ့ရှို့လိုက်တယ်ပေါ့နော်။မီးရည်နဲ့ရှို့လိုက်တယ်။ဒါပေမဲ့တမင်တကာကိုပဲဒီစပိန်ပေါ်မှာလက်ပွေကိုမဖျောက်ပြက်ဘဲနဲ့ထားခဲ့တာဖြစ်တယ်။ဒါရဲတွေကိုဒီလိုမျိုးထင်စေခြင်းတဲ့အတွက်သူကတမင်ဒီတိုင်းခွင်ဆင်ထားတာပေါ့နော်အဲ့တော့ဒီအကြောင်းကိုကြားလိုက်တဲ့အခါမှာ Yasco ကလည်းအရန်ကိုလန့်သွားတယ်အခုဖတ်ရတဲ့သူတွေနားထောင်နေတဲ့သူတွေလည်းဒီမြုပ်ကွက်ပေါ့နော်တကယ်တမ်းလူသေးတာ1ရက်နေ့ဖြစ်နေတယ်2ရက်နေ့မှာအခြားတယောက်ကိုတတ်ပြီးတော့ဒီပုံစံတိုင်းလုပ်တာအားအကြောင်းဒီအီရှီဂါမီက2ရက်နေ့မနက်ပိုင်းနဲ့3ရက်နေ့မနက်ပိုင်းမှာသူခွင့်ယူထားတာပေါ့နော်ဘာလို့လဲဆိုတော့သူဒီနှစ်ခုကိုသူဖြည့်ရှင်းနေရတဲ့အတွက်ကြောင့်ပေါ့နော်အီရှီဂါမီကဒီအမှုကိုလှည့်ထားရလဲခုနကသူ့ရဲ့သင်္ချာပု္ပ္ပစာလိုပဲဒီ geometry ပုံစံပြထားပြီးတော့တကယ်တမ်းကျတော့ calculus ပု္ပ္ပစာလိုမျိုးဖြစ်နေတဲ့ပုံစံလိုပဲအလီပိုင်းလှည့်ထားတဲ့ပုံစံနဲ့တကယ်တော့လူသေးအလောင်းကြီးကိုသူလှည့်ထားတာပေါ့နော်ဒါကိုဒီယူကာဝါကအီရှီဂါမီကိုလည်းသူ့ရဲ့ကောက်ချက်ချချက်ကိုပြောပြရတယ်ပေါ့နော်ဒါပေမဲ့အီရှီဂါမီကပြောရမင်းအဲ့လိုကောက်ချက်ချပေမဲ့ဘယ်မှာလဲတက်တည်ပြစရာပေါ့နော်အီရှီဂါမီကသူတက်တယ်ဆိုပြီးဒီလူသက်လက်နက်ဒီကျိုးတွေဘာတွေရောသူကရဲကိုအကုန်အပ်ထားတာဖြစ်တဲ့အတွက်ဘလို့မှသူမတက်ဘူးဆိုတာတက်တည်ပြလို့မရဘူးဖြစ်နေပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာပဲ Yasco ကိုလည်းပြောထားတဲ့အတွက် Yasco ကသွားပြီးတော့သူကိုယ်တိုင်ဝန်ခံလိုက်တယ်ပေါ့နော်အဲ့ချိန်မှာ Ishigami ကသူဒီလိုမျိုးစီစဉ်ထားတာဒီ Yasco ကို तू ကပျော်ရွှင်ရွှင်နေစေခြင်းလို့လုပ်ထားတဲ့အစီအစဉ်တွေအကုန်လုံးက तू ဝန်ခံလိုက်တဲ့အတွက်လုံးဝပြတ်သွားတဲ့အတွက် तू ရှုံးပွဲချကိုအဲ့နေရာမှာငိုတာပေါ့နော်ဒီဇလန်းကတော့ဒီနေရာမှာပဲပြီးသွားပြီပေါ့နော်ဒီဇလန်းကရုပ်ရှင်လည်းရှိတဲ့အတွက်ရုပ်ရှင်ကြည့်ခြင်းလည်းကြည့်လို့ရပါတယ်စာအုပ်ဖတ်ခြင်းလည်းဖတ်ကြည့်လို့ရပါတယ်ဒီနောက်ဆုံးဇလန်းပြီးသွားတဲ့ချိန်မှာစိတ်ထဲမှာဟာပြီးတော့ကြံခဲ့ရတဲ့ခံစားချက်ပေါ့နော်မွန်းဆိုလို့ရှိရင်သူဒီလောက်စူးစမ်းထားတဲ့ဟာကိုဒီလိုမျိုးနောက်ဆုံးသဲတဲ့ရည်သွန်ဖြစ်သွားတဲ့အတွက်စိတ်မကောင်းလည်းဖြစ်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ဘဝကဒီလောက်တော်ပြီးတော့သူ့ရဲ့ဒီလောက်တော်တဲ့အုံနောက်ကိုဒီလိုနေရာမျိုးမှာအတုံးချဖို့ဖြစ်လာတာရဲ့နောက်တစ်ခုကသူ့ပတ်ဝန်းကျင်ကလူတွေကဒီလောက်တော်တဲ့သူတယောက်ကိုတောင်တန်ဖိုးမထားတတ်တဲ့ပတ်ဝန်းကျင်မှာနေရတယ်ဆိုပြီးသူတနာတာရဲ့ဒီအရှိကာမီကိုတနာစိတ်ရယ်ပေါ့နော်အမျိုးမျိုးဒီစိတ်ခံစားချက်တွေအမျိုးမျိုးဖြစ်ပေါ်မိရပေါ့နော်အဲ့တော့ကြည့်ကျင်နဲ့ဖတ်ကျင်နဲ့ဆိုလို့ရှိရင်လည်းစိတ်ဝင်စားရင်ဖတ်ကြည့်ကြဖို့အကြံပြုချင်ပါတယ်ဗီဒီယိုလေးကိုတော့ဒီနားမှာပဲရန်နာထားလိုက်ပါမယ်နောက်ပတ်ကြမှာနောက်အကြောင်းအရာတွေနဲ့ပြန်တွေးကြမယ်မွန်တို့ရဲ့ DT Leaf Talk Channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်သွားကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအဆုံးထိနားထောင်ပေးတာကျေးဇူးတင်ပါတယ်ရှင်